ကြီးရောက်ခါသုံးနေသုံးမှုကြောက်ရမေပညာဝေအမေကပေးတရကြီးမှလာပြောရတယ်ရွာနဲ့နေဝေးပေမဲ့ဝါရှိတွေးလို့ရတကယ်တတိပညာရှာရင်အပေါင်းတဲ့တကယ်ကြီးများတဲ့ကစားဘုံကလာပြောပါကြရဲ့သာသဘောကအမှန်တကယ်အမေနဲ့ရွာဦးမယ်တဲ့ကျွန်တော်မှပြရတယ်ရွာကြီးဘလို့ပြောင်းမိခင်အိုးနေတိုင်းကောင်းမှသာကွယ်တွေ့တယ်ဆွေးဘုရားနေကျွမ်းပြီးမယ်ကျွန်တော်စိတ်ကရင်ဝေးပန်းနေအမေရွာကိုလွမ်းတယ်ဆရာတော်ကျောင်းမှာကာရီစာစိုးသလုံးဘုံဘောနာလေမိဘဆရာသမားများကတားလာကိုပညာပေးတယ်ဘဝရှိတွေးပါလေကွယ်ဒီတော့အရွယ်ငယ်ငယ်လေးမှုဒီကလွားရွာမှာ